1980ပြည့်နှစ်တုန်းကကျွန်တော်ဟာအသက်20အရွယ်အားတဲ့အချိန်ဆိုရင်ရန်ကုန်မြို့ထဲမှာစိုက်ကားနင်းပြီးခရီးသည်တွေတဲပို့ပေးတဲ့အလုပ်ကိုလုပ်နေတယ်ည9နာရီလောက်ရွာပြင်လမ်းမကြီးပေါ်ကိုရောက်နေပြီးလူသူကင်းမဲ့မိအိမ်တော်မရှိသလောက်နဲ့အတော်ကိုစိုးဝါတဲ့ညပါအဲ့ဒီညမှာတော့မိုးသေးထန်စွာရွာသွန်းနေတဲ့စိုက်ကားရဲ့မိအိမ်ရောင်ဟာမိုးကြောင်းတွေကြားကဆူဆွတ်နေတဲ့လမ်းကိုမိမ့်မိတ်လေးထိုးပြနေတဲ့လမ်းဘေးကရေမြောင်းကြီးထဲမှာမိုးရေတွေဒလဟောစီးဆင်းနေတန်ကိုကြားနေရတယ်တယောက်ယောက်စီးနိုင်မလားလို့မျှော်နေမိပြီးဘူဒါယုံဟောင်းကြီးရဲ့အိမ်ရှိမှာစိုက်ကားကိုခဏရက်လိုက်တယ်အဲ့ဒီအချိန်မှာပဲဘီအိမ်အလင်းရောင်ထဲမှာအဖြူရောင်ကလတ်ထိုင်တစ်လုံးပေါ်ကထမင်းဆိုင်ခွက်တွေကိုကထားတဲ့စက်ကူဖြူကြီးတစ်ခုကိုမြင်လိုက်ရတယ်သူကလက်မှတ်စာရွက်တစ်ရွက်လိုဖြစ်နေတယ်ဒါပေမဲ့ဘယ်သူမှမရှိဘူးလူသူကင်းမဲ့နေတဲ့နေရာမှာဒီလိုအရာဝတ္ထုတွေကိုတွေ့ရတာထူးဆန်းနေပြီးကျွန်တော်ဆက်မောင်းဖို့ပြင်တော့ရုတ်တရက်စိုက်ကားရဲ့အနောက်ဘက်မှာတစုံတစ်ခုလှုပ်ရှားတန်ကြားလိုက်ရတယ်အဲ့ဒီအချိန်မှာကျွန်တော်ရဲ့စိုက်ကားပေါ်ကိုလူတစ်ယောက်တက်လာတယ်သူဟာရှည်လျားတဲ့အဖြူရောင်ကြည့်ကိုဝတ်ဆင်ထားပြီးမျက်နှာကိုမြင်ရခြင်းမရှိဘူးသူ့ရဲ့မျက်နှာဟာအရိပ်အမြွက်လေးပဲရှိနေတယ်ကျေးဇူးပြုပြီးကျေးဇူးပြုပြီးကျေးဇူးပြုပြီးတို့သူကပြောလိုက်တဲ့အတန်ဟာတိုးတိုးလေးနဲ့ကြားရတာတိတ်မရှင်းဘူးကျွန်တော်လှည့်ကြည့်မိတယ်သူ့ရဲ့ခြေထောက်တွေကိုမြင်လိုက်ရတယ်သူဟာခြေထောက်တစ်ဖက်ကိုဆွဲခွာနေတယ်လို့ပါပဲဒါပေမဲ့သူ့ခြေထောက်တွေဟာမြေကြီးပေါ်မှာမထိဘူးလေထဲမှာမျောပါနေတယ်လို့ပါပဲကျွန်တော်ထိတ်လန့်သွားတယ်ဒါပေမဲ့ဘာမှမပြောဘဲဆက်မောင်းနေမိတယ်သူကကျေးဇူးပြုပြီးဆိုတဲ့စကားကိုပဲထပ်ခါပြောနေတယ်တစ်ချိန်တည်းမှာပဲကျွန်တော်ရဲ့စိုက်ကားဟာရုတ်တရက်လေးလံလာတယ်ဘီးတွေကရေထဲမှာနစ်မြုပ်နေတယ်လို့ခံစားရတယ်ကျွန်တော်ရက်လိုက်တယ်လှည့်ကြည့်တော့စိုက်ကားပေါ်မှာခရီးသည်တွေအများကြီးရှိနေတယ်သူတို့အားလုံးဟာအဖြူရောင်အကြည့်တွေဝတ်ထားပြီးမျက်နှာတွေကမှောင်မဲနေကြတယ်ကျွန်တော်အော်ဟစ်ချင်သွားတယ်ဒါပေမဲ့အတန်ထွက်မလာဘူးသူတို့အားလုံးကကျွန်တော်ကိုစိုက်ကြည့်နေကြတယ်အဲ့ဒီအချိန်မှာကျွန်တော်ရဲ့စိုက်ကားဟာရုတ်တရက်ရွေ့ရှားသွားတယ်လမ်းကြောင်းပြောင်းသွားတယ်လို့ပါပဲကျွန်တော်မောင်းနေတဲ့လမ်းကမဟုတ်တော့ဘူးသူတို့အားလုံးကကျွန်တော်ကိုညွှန်ပြနေကြတယ်ဒီဘက်ကိုတို့ပြောနေကြတယ်နောက်ဆုံးမှာကျွန်တော်တို့ရက်သွားတယ်သူတို့အားလုံးစိုက်ကားကနေဆင်းသွားကြတယ်သူတို့ဟာမြေကြီးထဲကိုပျောက်ကွယ်သွားကြတယ်ကျွန်တော်လှည့်ကြည့်တော့စိုက်ကားပေါ်မှာဘယ်သူမှမရှိတော့ဘူးဒါပေမဲ့ကလတ်ထိုင်ပေါ်မှာစက်ကူဖြူကြီးတစ်ခုကြံရစ်နေတယ်သူကကျေးဇူးတင်ပါတယ်လို့ရေးထားတယ်ကျွန်တော်ထွက်ပြေးခဲ့တဲ့စိုက်ကားကိုစွန့်ပစ်ခဲ့တယ်ဒီအဖြစ်အပျက်ကိုဘယ်သူမှမပြောခဲ့ဘူးဒါပေမဲ့ကျွန်တော်သိထားတယ်သူတို့ဟာခရီးသည်တွေမဟုတ်ကြတာကိုသူတို့ဟာညကိုစားခရီးသည်တွေပါဒီဇလန်လေးကိုနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တရေဇလန်တွေနားထောင်ခြင်းဖြင့် channel လေးကို subscribe လုပ်ခဲ့ဖို့မမေ့ကြနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်